ချန်ပီယံဆုအတွက်နောက်ဆုံးပွဲစဉ်အထိရင်ခုန်စွာစောင့်ကြည့်ရမယ့်စီးရီးဟုတ်ပါတယ်အခုနှစ်ဘောလုံးရာသီထိပ်သီးလိပ်အသီးသီးမှာချန်ပီယံအသင်းတွေပေါ်ထွက်လာခဲ့ပေမဲ့အီတလီနေမှာတော့ချန်ပီယံဆုအတွက်အပြည့်မပေါ်သေးပဲဘယ်အသင်းကချန်ပီယံဆုဖလားကိုရယူသွားမှာလဲစီးရီးပွဲစဉ်တွေကိုပွဲစဉ်တစ်ကစပြီးရှင်းပြိုင်ကစားလာခဲ့ကြတာအခုဆိုရင်ပွဲစဉ်38အထိပြီးဆုံးခဲ့ပါတယ်။ဒါပေမဲ့အမှတ်ပေးစရာကိုဦးဆောင်နေတဲ့နာပိုလီအသင်းနဲ့အဆင့်2နေရာကအင်တာမီလန်အသင်းတို့ဟာရမှတ်တမှတ်အကွာနဲ့အထက်အောက်ရပ်တည်နေတာပါ။ချန်ပီယံဆုအတွက်အပြိုင်အဆိုင်တိုက်ပွဲဝင်နေကြတုန်းလည်းဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့တိုင်ဆိုင်မှုဟာရာသီပိတ်ပွဲစဉ်ခေတ်ဟာမှုတ်သိမ်းတဲ့အချိန်ထိစိတ်လှုပ်ရှားမှုတွေနဲ့ပြည်သက်တွေကိုဘောလုံးရက်တာပေးစွမ်းနိုင်အောင်ပါပါအဲ့ဒီရာသီပိတ်ပွဲစဉ်မှာအဆင့်2နေရာကနာပိုလီအသင်းဟာကာရီအသင်းကိုအိမ်ခွဲမှာအခမ်းရှင်ပြိုင်ရမှာပါအဆင့်2နေရာကအင်တာမီလန်အသင်းကတော့ကိုမိုအသင်းနဲ့အဝေးကွင်းမှာရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်နာပိုလီအသင်းနဲ့ရှင်ပြိုင်ရမယ့်ကာရီအသင်းဟာအဆင့်14မှာရပ်တည်နေပြီးနောက်ဆုံး5ပွဲမှာရှုံးပွဲ3ပွဲအထိကြုံတွေ့ထားတယ်လို့ဒီရာသီအဝေးကွင်းရလက်ဆိုးရတဲ့အသင်းလည်းဖြစ်ပါတယ်အင်တာမီလန်အသင်းနဲ့တွေ့ရမယ့်ကိုမိုအသင်းကတော့စပိန်ဝါရဲ့ကွင်းလယ်ကစားသမားဟောင်းဖာဘရီကတ်တိုင်တဲ့အသင်းဖြစ်ပြီးအဆင့်10နေရာမှာရပ်တည်နေတယ်လို့နောက်ဆုံး5ပွဲမှာလည်းရှုံးပွဲမရှိပဲပုံစံကောင်းတွေပြန်တွေ့နေရတဲ့အသင်းလည်းဖြစ်ပါတယ်။ရာသီပိတ်ပွဲစဉ်တွေကိုနှစ်သင်းစလုံးအနေနဲ့အမှားခံလို့မရပဲအကျိတ်အနေရှင်ပြိုင်ရမှာဖြစ်ပေမဲ့လက်ရှိနာပိုလီအသင်းကအင်တာမီလန်အသင်းထက်တပန်းတာရဲ့အနေအထားမှာရှိနေပါတယ်။ဒါပေမဲ့လက်ရှိစီးရီးချန်ပီယံအင်တာမီလန်အသင်းမှာလည်းချန်ပီယံဆုကိုကာကွယ်နိုင်မဲ့အခွင့်အရေးကောင်းတွေရှိနေသေးတယ်လို့ဘောလုံးပွဲမှာဘာမဆိုဖြစ်သွားနိုင်တာကြောင့်ပွဲသိမ်းခေတ်မှုတ်တဲ့အချိန်အထိရင်ခုန်သာစောင့်ကြည့်ရမှာဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားစရာအားကစားအကြောင်းအရာတွေနဲ့အစီအစဉ်တွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe နဲ့ follow လုပ်ခဲ့ပေးကြပါဦး။